ကောင်းတဲ့ထီးသားလေးပေါ့နော်ထီးသားတော့ကျွန်တော်အထူးပြောကြမလို့ဗျအခုလက်ရှိပေါက်သေးတဲ့အပြင်မှာဝင်တော့ထီးချောင်းအနည်းဆုံး4,000-5,000ရှိတယ်ဗျလုံးဝစိတ်ရှာတယ်ပေါ့နော်ဂိုင်းနံအစားထီးရွက်ကစားအကုန်လုံးပေါ့အဓိကပြဿနာပါလဲဆိုတော့ကျွန်တော်ဒီထီးသားကိုမင်းနေကြတာပေါ့နော်ဘလို့ဖွင့်တယ်ဘလို့သူကဒီမှာအစ်စ်ကလေးနှစ်ခုပါတယ်ဗျအခွေးလေးပေါ့နော်ဒီကောင်ကိုဘယ်ဘက်ကိုလှည့်ပြီးတော့ဆွဲထုတ်လိုက်မယ်ဆိုရင်ပွင့်တယ်ပေါ့နော်ပြန်ထည့်လိုက်မယ်ပြန်ထည့်ပြီးတော့ညာဘက်ကိုတစ်ချက်ပြန်လှည့်လိုက်လို့ဆိုရင်မကျွတ်တော့ဘူးသူအဓိကပြဿနာဒါပေါ့ဒါကတော့ပုံမှန်ဒီတိုင်းဆိုလို့ရှိရင်တော့ဒါလုံးဝထီးပဲမသိတာဘူးเนาะတကယ်လို့ဒီအယိုးအတိုင်းမလို့ခြင်းပဲဒီထီးရဲ့အယိုးအတိုင်းလို့ခြင်းလဲဆိုလဲရတယ်တော့မသိတာဘူးဒါကတော့ customer စိတ်လေးညအလှလေးလုပ်ပေးတာပေါ့เนาะအဲ့တော့ထီးကတစ်စိမ့်ကကျွန်တော် roll rice ပြroll rice တစ်စိမ့်နဲ့ပေါ့เนาะထီးရွက်တွေပါလေ customer မိတ်ဆွေများသိကြကြည့်ပါတော့เนาะအကုန်လူချင်းများသိပါတယ်ဒီထီးရွက်နဲ့ဒီဂိုင်းနံအစားပေါ့ဗျာဂိုင်းနံအစားအတောင့်နဲ့လုပ်ပေးထားတယ်ပေါ့เนาะဒီကောင်လေးကိုမှားခြင်းလဲဆိုရင်တော့ဖုန်းနံပါတ်39933464ဖုန်းကိုဆက်သွယ်မှာလို့ရပါတယ်ဒါကတော့ကျွန်တော်စိုးအောင်ပေါ့နော်ပေးရမှာပေါ့ဒီကောင်လေးကတော့ရန်ကုန်မန္တလေးဆိုရင်တော့အိမ်ရောက်ပို့ပေးပါတယ်အကြံတဲ့နယ်မျိုးတွေဆိုရင်တော့ကားဂိတ်ရောက်ပို့ပေးပါတယ်ပစ္စည်းမှာတယ်ဆိုရင်တော့ကျွန်တော်တို့ပစ္စည်းရတန်ဖို့စရန်တဝက်တော့ပေးရှိရတယ်ပေါ့နော်ကြံငွေကိုတော့ကားဂိတ်ရောက်ငွေရှည်အိမ်ရောက်ငွေရှည်ရပါတယ်အိမ်ရောက်ဆိုရင်တော့ကျွန်တော်ကားဂိတ်ကနေအိမ်ရောက်ဒလီကရန်ကုန်ဆိုရင်တော့တက်စီကပေါ့ဗျာမန္တလေးဆိုရင်တော့အိုးဝေကထပ်ပြီးတော့ပေးရပါတယ်ဗျအားလုံးကျမ်းမှာချမ်းသာပါတယ်